ကဲပထမဆုံးဈေးဥပေါက်မှာຫນွေဒီဘက်ဖြတ်ဆက်လေးကအရန်လာတယ်ဒီဘက်ဖြတ်ဆက်လေးကကြတော့အတွန့်စုနေပါတယ်အဲ့တော့ဒီနားလေးတစ်ဝိုက်ကိုပြန်ဖြုတ်ပါပြီးရင်ဒီဘက်လိုမျိုးလေးနည်းနည်းလေးအတွန့်ကြဲကြဲလေးလုပ်ပေးပါနော်ဒါဆိုလို့ရှိရင်အဆင်ပြေသွားမယ်ကျန်တဲ့ဒီကော်လန်ပိုင်းနေရှင်ဒီဘက်ဖြတ်ဆက်ပိုင်းနေအကုန်ထားရနော်ဒီဟာလေးတစ်ပွိုင်ပြန်ပြင်မယ်နော်ဒီမှာလက်ဖောင်းလေးလည်းလှတယ်နောက်လက်โอเคနောက်လည်းလှတယ်ယူကတော့လှတယ်ဒီဖက်လေးလည်းလှတယ်အတွန့်လောက်ထားလေးတော်တော်လှတယ်ဒီလိုအတွန့်ဖြတ်ဆက်လေးကလေခတ်တယ်တိလားချုပ်อ่ะတမျိုးတေချာချုပ်ထားပြီးတော့ဒီမှာရှင်လုံးလေးလည်းထွက်တယ်ဒါလေးကလက်ဖောင်းလေးလည်းချစ်စရာလေးနောက်လက်โอเคနောက်လေးလည်းလှတယ်ဂျူနီယာကော်လန်အဖက်လေးလည်းလှတယ်လက်ဖောင်းလေးရောနောက်လက်โอเคနောက်လေးလည်းလှတယ်ဒါတော့ကော်လန်ဒီအဖက်လောက်ထားလေးလှတယ်နော်လက်ဖောင်းလေးလည်းလှတယ်ပြီးနောက်လက်โอเคနောက်လေးလည်းလှတယ်နော်ရမင်းကကြတော့ကော်လန်လောက်ထားလေးရမ်းတက်ရက်တယ်အတွန့်ဒီနားလေးလည်းချုပ်ထားလှတယ်သမီးဒီနားတစ်ဝိုက်လေးချက်ကိုဖြုတ်ပေးနော်ဒီနားလေးတစ်ဝိုက်ပြန်ဖြုတ်လိုက်ပြန်ဖြုတ်ပြီးရင်အတွန့်ကကြောက်လေသမီးဘာလို့ဆိုဘေးရောက်နေလို့ဒီမှာကျတော့ဘေးရောက်တော့လေသမီးနှုတ်ဆွဲတယ်လို့ဖြစ်နေတာတွေ့လားဒီနားလေးတစ်ဝိုက်ကိုတေချာလေး point မှတ်ပြီးမှချုပ်ပေးနော်သမီးတို့ချုပ်ပြတော့အချက် point မှတ်ပြရလေအဲ့ဒီ point လေးတိုင်းပြန်ချုပ်နော်ဒီအတွန့်လေးပဲဖြီးပေးနော်ကျန်တာအကုန်လှတယ်သမီးလက်ဖောင်းလေးလည်းလှတယ်လက်ဖောင်းကချစ်စရာလေးနောက်လည်းပါโอเคနောက်လေးလည်းလှတယ်ဒီအတွန့်လောက်တာလေးလည်းလှတယ်နော်ကော်လန်ဖက်လေးလည်းလှတယ်ချစ်စရာလေးလက်ဖောင်းလေးရောပဲနောက်လည်းโอเคနောက်လေးလည်းလှတယ်ဘယ် point လေးမှတ်ပေးကျန်တဲ့ column ပိုင်းနေလှတယ်နောက်လေးလည်းလှတယ်အနောက်ကဒီမှာဒီနေရာလေးမီးဘူးတေချာတိုက်မယ်နော်လိန်နေတယ်လို့ချက်ခံစားရတယ်ဖြစ်နိုင်တော့ဒီနားဖြုတ်စေခြင်းတယ်နော်ဒီနေရာလေးတွေမီးဘူးတေချာတိုက်ပေးမယ်ကျန်တဲ့အဖက်ကတော့လှပါတယ်နောက်လည်းပါโอเคနောက်လေးလည်းအဆင်ပြေဒီချက်ပြောတဲ့ point လေးတေချာမှတ်ပေးနော်ဒီနားလေးတစ်ချက်ဖြုတ်ပေးနော်ဒီနားလေးလည်းမီးဘူးလေးတေချာတိုက်ပေးလှတယ်နည်းနည်းအတွန့်လောက်ထားလေးလှတယ်ဒီမှာချုပ်ထားလေးလည်းလှတယ်အဖက်ကတစ်ဖက်ပဲရလားဟုတ်လားလက်ဖောင်းလေးလည်းလှပါနောက်လည်းနောက်လေးလည်းလှချီတင်ချီမွေးတခါလည်းဖြတ်နောက်လေးလည်းလှရပြီသားဒီကျန်တဲ့ဖြတ်ဆက်ချုပ်တိုင်းပဲလည်းလှတယ်ဒီနေရာမှာမီးဘူးတေချာလေးချက်ကိုကျိုးအောင်ချိုးပေးနော်ကျန်တာတော့လှတယ်အဖက်လေးလည်းလှတယ်လက်ဖောင်းလေးလည်းလှပါလက်ဖောင်းလေးဝင့်ဒီလိုမျိုးလေးဝင့်တယ်ဒီလိုမျိုးလေးဝင့်နော်လိုလေးဝင့်ပေးနောက်လည်းโอเคနောက်လေးလည်းလှတယ်အတွန့်လောက်ထားလေးလည်းလှတယ်လက်ဖောင်းလေးလည်းလှတယ်ချစ်စရာလေးပီတိပြောစရာမလိုနောက်လည်းโอเคနောက်လေးလည်းလှတယ်ဒီချုပ်ထားလေးလည်းညီတယ်ဒီအတွန့်လေးလောက်ထားလည်းလှတယ်နော်ဖက်လေးတွေရောလက်ဖောင်းလေးကချစ်စရာလေးနောက်တဲ့โอเคနောက်လေးလည်းလှတယ်ဒါစွန်းသွားတာလားဟလားနည်းနည်းစွန်းသွားနော်ဒါလေးတနာသမီးဒီနားလေးမီးဘူးလေးတေချာပြားနေအောင်ချပေးမဟုတ်ရင်တော့နှုတ်ဖောင်းနေတယ်လို့ထင်ရတယ်နော်နှုတ်ပွပွကြီးလို့ထင်ရတယ်အဲ့လိုမီးဘူးလေးကိုတေချာပြားနေအောင်ကက်ကက်လေးချပေးကျန်တာတွေကသမီးတို့ဖြတ်ဆက်လောက်ထားလည်းလှတယ်နော်ကော်လန်ဖက်လေးလည်းလှတယ်လက်ဖောင်းလည်းလှတယ်နော်နောက်လည်းပါโอเคနောက်လေးလည်းလှတယ်နော်တက်စုလောက်ထားလေးလှတယ်ဖြတ်ဆက်လေးအဖက်လေးလည်းလှတယ်နောက်လက်ချုပ်တာကြာပြီမလှတာနောက်လေးလည်းလှတယ်နည်းနည်းကြာတယ်လို့ပဲနော်ဒီအပေါ်လေးနည်းနည်း1 cm လောက်တက်လိုက်လို့ရှင်သမီးနို့လုံးလေးပို့ပေါ့မယ်နော်ပြီးရင်ဒီကော်လန်အဖက်လောက်တာတော့ချဲကြိုက်တယ်လက်ပြားလေးလိုပဲနော်ချစ်စရာလေးလက်ဖောင်းလေးလည်းလှတယ်ဒီလက်ဖောင်းတွေဝတ်လို့ရှိရင်ဒီလိုမျိုးလေးကိုကနေရာချပြီးဝတ်နော်လက်ဖောင်းလေးတွေကိုညီအောင်လို့နောက်လက်နောက်မှလည်းကက်ချန်တာပဲလှတယ်ဒီအဖက်လေးလောက်တာလှတယ်ရင်ဖြတ်ဆက်လေးလှတယ်အတွန့်လေးလှတယ်ဒီကြောက်လေးပြန်ဖြုတ်မှာနော်မိသိမကြိုက်လို့နော်လက်ဖောင်းလေးလောက်တာလှတယ်နောက်လက်ပါโอเคနောက်မှလည်းလှတယ်ဖြတ်ဆက်လေးဆိုရင်နည်းနည်းလေးကျင့်ဖို့လိုတယ်ဒီလားနော်ပိုလေးကျင့်တော့ပိုလှမယ်အတွန့်လေးတွေပါလေးလှပါတယ်လက်ဖောင်းလေးလည်းလှတယ်ပြီးနောက်လှပါโอเคနောက်လည်းလှတယ်ချစ်စရာလေးဒီမှာကော်လန်ဖက်လေးလောက်ထားရလဲချစ်စရာလေးနော်လက်ဖောင်းလေးလည်းလှတယ်ရပြီမိတော့ဒီအဖက်တွေမှာအောက်တစားအောက်တစားဘာဖြစ်လဲမထွက်ကောင်အေးအခုဘာဖြစ်နေလဲထွက်နေအဲ့ဟာမျိုးနောက်ကတတိထားလုံးဝမဖြစ်စေနဲ့နော်ဒီချက်တင်ထားရတဲ့တက်ရက်ချုပ်နောက်လက်အရင်နောက်ကျောလေးလည်းလှရတယ်ကွာအန်တာလေးတော့လှရတယ်ကော်လန်အဖက်လေးကချစ်စရာလေးပါဒီထည့်ထားရတယ်နော်ကော်လန်ဖက်လေးလည်းလှရတယ်လက်ဖောင်းနောက်လက်နောက်လေးလည်းလှတယ်ဒါမဲ့တမီအဖြူဒီအဖက်ထက်ထားတဲ့ဆိုင်တခြားအယောင်လေးထည့်တာပို့ပေါ်မယ်တိလားဥမာဒီလိုနီညိုလေးတွေပါလေးလေဒါလေးဆိုပို့ပေါ်မယ်နော်